ထေးကြီးအိမ်မှာကျူရှင်ဆရာမအဖြစ်အလုပ်ဆဝင်တဲ့ပထမဆုံးနေ့မှာပဲပင်မတကားဝကနေရေတွေတဆက်ဆက်ကျနေတာကိုဒီအမျိုးသမီးသတိထားမိလိုက်တယ်ဘာဖြစ်နေလဲဆိုတာကိုသူမချက်ချင်းသဘောပေါက်သွားပြီးတကားကိုမဖွင့်ခင်မှာပဲတကားနာကထီတစ်ချောင်းကိုပုတ်ပုတ်ပပကောက်ကင်လိုက်တယ်ထင်ထားတဲ့အတိုင်းပါပဲတကားပေါ်ကနေရေပုတ်တွေနဲ့ထည့်ထားတဲ့ဇလုံးကြီးပြုတ်ကျလာခဲ့ပေမဲ့ထီးနဲ့ကထားလိုက်တော့လုံးဝလွတ်သွားခဲ့တယ်ဒါကိုမြင်တော့အပျော်သဘောဆနောက်ခဲ့ကြတဲ့လမ်းတရဲဆန်ဆန်မိန်းကလေးတစ်တိုက်ဟာချက်ချင်းဆိုသလိုအံ့အားသင့်သွားကြတယ်အမျိုးသမီးကအခွင့်အရေးယူပြီးမိတ်ဆက်ဖို့လုပ်ပေမဲ့ဒုတိယထပ်မှာရှိနေတဲ့တထေးကြီးရဲ့သားကမကျေနပ်သေးပဲသူမစီကိုမြားတို့တွေနဲ့ပြစ်ပေါက်လိုက်တယ်တကယ်တော့ဒီအမျိုးသမီးဟာထိတ်တန့်လုတ်ကြံတက်ဖြတ်သူတယောက်ဖြစ်ပြီးကျူရှင်ဆရာမဆိုတာကသူမရဲ့အထောက်ထားကိုဖုံးကွယ်ထားတဲ့အကာအကွယ်တစ်ခုပဲဆိုတာကိုတထေးသားမသိခဲ့ရှာပါဘူးသူမကပြစ်လိုက်တဲ့မြားတွေကိုအားဆိုင်စရာမလိုပဲဖမ်းယူလိုက်တယ်ပြီးတော့တုတ်ပြန်တဲ့အနေနဲ့သူမခွက်ထဲကရေတွေနဲ့တထေးသားရဲ့ခေါင်းကိုပတ်လိုက်တဲ့ကောင်လေးရဲ့တငယ်ချင်းတွေလည်းမလွတ်ပါဘူးဒါကြောင့်ဒေါသထွက်ပြီးတငယ်ချင်းတွေကသူမကိုဝင်ရိုက်ဖို့လုပ်ကြပေမဲ့အမျိုးသမီးကတီတီငိမ့်ငိမ့်ပဲဖုံးထုတ်ပြီးဗီဒီယိုရိုက်ကတထေးကြီးစီပို့လိုက်မယ်လို့ချင်းချောက်လိုက်တယ်ဒါနဲ့ပဲတငယ်ချင်းတွေလည်းလမ်းဖြတ်ပြီးထွက်ပြေးသွားကြတယ်ဒါပေမဲ့ဒီလောက်ရက်ကကောင်လေးကိုပို့ပြီးဒေါသထွက်စေခဲ့တယ်နောက်တစ်ပတ်လုံးမှာအမျိုးသမီးထွက်သွားအောင်လို့နီလန်းပေါင်းစုံသုံးပြီးစူးစမ်းတော့တာပဲသူမရဲ့အိယာပေါ်မှာအစိပ်ပြင်းတဲ့မွေးတစ်ကောင်ကိုထားခဲ့ပေမဲ့အမျိုးသမီးကအဲ့ဒီမွေးကိုလက်နဲ့တန်းပြီးညှစ်တက်လိုက်တယ်နောက်တော့ကောင်လေးကအခွင့်ရေးရှာပြီးသူမကိုမြေအောက်ခန်းထဲမှာပိတ်လောင်ကတေလောက်အောင်ကြောက်သွားစေဖို့တရေချောက်တဲ့အတန်တွေဖွင့်ပြခဲ့တယ်မထင်မှတ်ထားတာကအမျိုးသမီးဟာလုံးဝဂယုမဆိုင်ပဲအဲ့ဒီမှာတညလုံးအိပ်ပျော်သွားခဲ့တယ်ဒါကြောင့်ကောင်လေးလည်းဘာလို့ရမှန်းမသိပဲလက်မိုင်ချသွားရတယ်သူတငယ်ချင်းတွေကအကြံတစ်ခုပေးလာကြတယ်အဲ့ဒါကတော့ကောင်လေးရေချိုးနေတော့သူမကိုတစ်ပတ်လမ်းပေးခိုင်းပြီးရေချိုးကန်းနဲ့ဆွဲခေါ်ဖို့ပါပဲအဲ့ဒီအချိန်မှာပဲအိမ်ဖော်တယောက်ကတစ်တီးလာပို့တယ်ကောင်လေးကအိမ်ဖော်ကိုဒီမြင်ကွင်းမြင်သွားစေပြီးတထေးကြီးစီတိုင်ကသူမကိုအလုတ်ထုတ်ပြစ်အောင်တမင်တက်တက်အကွက်စင်နေမှအမျိုးသမီးကရိပ်မိသွားတယ်ဒါပေမဲ့ဒီအမျိုးသမီးကဒါတွေကိုလုံးဝဂယုမဆိုင်ဘူးဆိုတာကောင်လေးမသိခဲ့ပါဘူးသူမကကြောက်မသွားတဲ့အပြင်ကောင်လေးကိုနေရံမှာကပ်ပြီးရင်းနှီးချင်အောင်ဆောင်ကပြန်ဆလိုက်တဲ့ကောင်လေးကရှက်ပြီးအနေခတ်သွားကအယူမလို့လှမ်းဆဲပြီးတော့အိမ်ဖော်ကိုလည်းတိတိအပြင်မှာထားပြီးထွက်သွားဖို့အော်ပြောလိုက်တော့တယ်အဲ့ဒီတော့မှပဲအမျိုးသမီးကစနောက်တာကိုရက်လိုက်ပြီးလာမဲ့စာတင်ချိန်ကြရင်ဆရာတယောက်ကိုဘလို့လေးစားရမလဲဆိုတာတင်ပေးမယ်လို့တတိပေးလိုက်တယ်ဒါပေမဲ့ကောင်လေးဟာရေချိုးပြီးတာနဲ့ချက်ချင်းပဲအကြီးကျယ်နေမကောင်းဖြစ်ပါတော့တယ်အမျိုးသမီးကသွားကြည့်တဲ့အခါကောင်လေးကဆုံးပါသွားတဲ့သူ့မိခင်ရဲ့တပ်ပုံကိုဖတ်ထားတာတွေ့လိုက်ရတယ်အဲ့ဒီတော့မှကောင်လေးရဲ့အမေဟာသူမရဲ့ကျေးဇူးရှင်ဖြစ်နေတာကိုအမျိုးသမီးအံ့ဩစွာသိလိုက်ရတဲ့ဖြစ်ပုံကဒီလိုပါအမျိုးသမီးငငယ်တုန်းကသူ့အဖေရင်းကရောင်းစားတော့မလို့လုံနေချိန်မှာဆင်းရဲနွမ်းပါမှုရှော့ချရေးအတွက်ရောက်နေတဲ့တထေးကြီးရဲ့ဇနီးကသူမကိုကဲတင်ခဲ့ပြီးကြောင်းတက်နိုင်မှုအတွက်နှစ်တိုင်းငွေထောက်ပံ့ပေးခဲ့တာပါအဲ့ဒါကြောင့်လေဒီအမျိုးသမီးဟာအခုလိုဘဝမျိုးရောက်လာခဲ့တာပေါ့ဒီအချိန်မှာပဲကောင်လေးရဲ့လက်ချောင်းတစ်ချောင်းကျိုးနေတာကိုအမျိုးသမီးသတိထားမိလိုက်တယ်သူမကတထေးကြီးစီဖုံးဆက်ပြီးဘာဖြစ်တာလဲဆိုတာမေးကြည့်လိုက်တယ်အဲ့ဒီတော့မှပဲသိလိုက်ရတာကကောင်လေးဟာအမေဆုံးပြီးနောက်ပိုင်းအမြဲတမ်းငိုနေတတ်လို့တထေးကြီးကနာကြီးလွန်းတာနဲ့သူ့လက်ချောင်းကိုချိုးပစ်ခဲ့တာတဲ့ဒါကိုကြားတော့အမျိုးသမီးဟာသူ့အဖေရင်းကိုပြေးမြောင်သွားပြီးတထေးကြီးကိုအဖေတယောက်ဖြစ်ဖို့မတန်ဘူးလို့ဝင်ပြောမိလိုက်တယ်ဒါပေမဲ့တထေးကြီးကတော့သူ့မှာသားတွေအများကြီးရှိကြောင်းနဲ့ဒီကောင်လေးကအတုံးမကျဆုံးပဲလို့ပြောတယ်အိမ်ကနေမောင်းမထုတ်တာတောင်သူ့ဘက်ကသဘောထားကြီးလွန်းနေပြီလို့ဆိုတယ်ပြောရင်းနဲ့အမျိုးသမီးကိုသူများကိစ္စဝင်မပါဘူးလေတတိပေးလိုက်တယ်အဲ့ဒီအချိန်မှာပဲအိပ်ပျော်နေတဲ့ကောင်လေးကသူ့မကိုသူ့အမေမက်နဲ့ဖတ်ထားပြီးမလွတ်တော့ဘူးဒါကိုမြင်တော့အမျိုးသမီးလည်းကောင်လေးကိုပို့ပြီးတနာသွားကနောက်ပိုင်းကျရင်သူ့ကိုစာတင်တဲ့ပုံစံပြောင်းလဲဖို့တိတ်တဆိတ်ဆုံးဖြတ်လိုက်တယ်